Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့စူစူတို့2ယောက်အလုပ်ကအပြန်အမျိုးသားမေမေအိမ်မှာမိုးဟင်းကသွားစားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မိုးဟင်းကကိုလေအိုးနှစ်အိုးအပြည့်ချက်ထားတာအရန်လဲရတာကောင်းတယ်သူတို့နေရဲ့ state မှာပေါ့နော်သူတို့က Indiana မှာနေတယ် Indianapolis မှာမိုးဟင်းကကောင်းကအရန်ရှာတယ်အဲ့တော့ရောက်ခမချက်တဲ့မိုးဟင်းကတကယ်ကိုအရတာအရန်ကောင်းတယ်အမအစာပလာလေးရနန်းနန်းပင်ပဲတီရင်တွေချမ်းပူစီနန်းတမယာဒီရဲ့ငုံပြီးမမွေးလေးရဲ့ဒါငဖဲကြိုလေးပေါ့နော်ပြီးတော့ပဲကြိုချွတ်ချွတ်ကလေးရဲ့အဲ့မှာမုံဖက်ကနပန်းပြုတ်ထားဒီမှာက ingredient တွေဝယ်ပြီးရဲ့မိမိကချက်တယ်ပေါ့ဒါလေးကမပါမဖြစ်လက်ဖက်တုပ်ကလေးတာမီနေအောင်ဒီမှာတာဒူနာလေးလို့အမေကဘယ်လိုလေ့ကျင့်ခန်းလေးလုပ်ရမလဲဆိုတော့ပြပြီးပြပြောင်းပြန်ဖြစ်နေတာလူငယ်ကဒူနာလေးသူတို့နေအောင်မိုဟင်းကစားတဲ့ပကံကိုကြည့်လိုက်အောင်အမှန်တိုင်းပြောရလို့ရှိရင်လေမြန်မာပြည်မှာတော့ကြတော့မိုဟင်းကအမြဲတမ်းဘယ်နေရာမှာမဆိုဝယ်စားလို့ရတယ်ပေါ့နော်အခါကျတော့သူကအဲ့လိုမမမမွေးတိတ်မစားပြဘူးဒီမှာကျတော့အရသာကောင်းတဲ့မိုးရင်းကရှားတာလည်းပါတယ်ပြီးတော့အိမ်ချက်လေးပေါ့နော်ဒါလေးကအိမ်ချက်လေးဆိုတော့အရန်လေးစားလို့ကောင်းတယ်ရန်ကိုလွမ်းနေတဲ့အရသာလေးစားလိုက်ရတယ်လို့ပဲပေါ့နော်ပြီးတော့မမေတငယ်ချင်းတွေကလည်းအကုန်လုံးလာစားကြတယ်တခါချက်လို့ရှိရင်လေဆိုတော့ပြောစရာကောင်းတယ်အရသာလေးကောင်းတယ်အခု edit လုပ်နေနေတော့ပြန်စားခြင်းတယ်ကိုရီနေရောက်ဘလို့စားလဲကြည့်စွတ်နှစ်ပတ်ကန်တော့စားခဲ့နောက်တစ်ခုသူတို့ကန်ကောင်းတာလေသူတို့နေတဲ့နေရာကမြန်မာစားစာပေါ်တယ်ပေါ့နော်ပေါ်တယ်ဆိုတာအရင်ရှားရှားပါပါမဟုတ်အဲ့တော့ကိုရီးယားလည်းဒီစားစာကြီးပဲကြိုက်တဲ့လူတွေဆိုတော့ပိုပြီးအဆင်ပြေတာပေါ့အရင်ရှားရှားပါပါမရှိဘူးဒါလေးတစ်ခုတော့ကန်ကောင်းတာပေါ့နော်နှစ်ယောက်စလုံးအဲ့ဒါနှစ်ခါထက်လိုက်ပွဲအရင်တော့ကလေစူးကအဲ့လိုမိုးဟင်းကားစားလို့ရှိရင်ပူစီနန်လို့ပဲသီးလို့မထက်တယ်နန်းနန်းမင်းတစ်မျိုးပဲထက်တယ်ဒါပေမဲ့အခုဒီရဲရောက်ရောနန်းနန်းမင်းလည်းအများကြီးထည့်တယ်ပူစီနန်နေပဲသီးရေအဲ့လိုအရင်ကြိုက်ပါဒါလေးကကြက်သွန်ကြော်လေးကြော်ပြီးနေကြက်သွန်ကြော်လေးနောက်ဆုံးပြီးတက်ကလက်ဖက်တုပ်လေးနဲ့လက်ဖက်တုပ်လားပစုံကြောက်တုပ်လားအများကြီးပဲဒါအချို့ပွဲတွင်းသည်ရန်ချွေဒါတွင်းသည်လာပြီးတဲ့အမအကြိုက်မမီလို့လည်းပါတယ်နေရာပါတွင်းသည်ကြိတ်ကစားကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးကြကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆုံတွေ့မယ်နော် bye